image ဗီဒီယိုပုံကနေပြီးတော့ဗီဒီယိုထုတ်တဲ့အခါမှာပတ်စံပြီးဝယ်ရတဲ့ Pro version တွေ Paint version တွေများလို့စိတ်ညစ်နေကြပြီလားဒါဆိုရင်တော့ဒီနေ့မှာကျွန်တော်ကပုံတွေကနေပြီးတော့ဗီဒီယိုထုတ်ဖို့အတွက် free unlimited နေပါထုတ်လို့ရတဲ့ AI တစ်ခုကြောင့်ကိုကျွန်တော်ဒီနေ့ပြောပြချင်ပါတယ်သူထုတ်ပြလိုက်တဲ့ video quality ကတော်တော်လေးလည်းကောင်းပါတယ်ကဲဒီတော့စိတ်ဝင်စားရဆိုရင်အဆုံးထိကြည့်လိုက်ကြမယ်နော် Welcome to Meta AI. ဟုတ်ပါတယ်ကျွန်တော်အခုပြောမယ့် AI က Meta AI ပဲဖြစ်ပါတယ် Chrome ကိုတွားပြီးတော့ www.metaai.com ဆိုပြီးရိုက်ရှာပြီးတော့ပေါ်လာတဲ့ Meta AI ဆိုတဲ့ website ထဲကိုဝင်ပြီးတော့အဲ့ဒီကနေပဲ login ဝင်ပြီးတော့သုံးလို့ရပါတယ်ဒါမှမဟုတ် Android မှာဆိုရင် Play Store iOS မှာဆိုရင် App Store ကနေပြီးတော့ Meta AI လို့ရိုက်ရှာပြီး download ဆွဲလို့ရပါတယ် Meta AI ရဲ့အရင် version ပုံစံကဒီအောင်ဆုံးအဝိုင်းလေးနဲ့ဖြစ်ပါတယ်အခု update မြင်လိုက်တဲ့ version မှာတော့အခုမြင်ရတဲ့ပုံစံလေးပဲဖြစ်ပါတယ်ကဲအဲ့တော့ Meta AI မှာဘယ်လို feature တွေပါမလဲကြည့်လိုက်ကြရအောင်နော်တော့အထက်ကိုဝင်လိုက်ပြီဆိုရင် Get Started with Meta AI ကိုကျွန်တော်အရင်ဦးဆုံးတွေ့ရပါမယ်အဲ့ဒီကောင်ကိုနှိပ်လိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ရဲ့ Facebook account နဲ့ login ဝင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေရာမှာသူက Meta AI ရဲ့ user name ကိုသူ့အလိုလျောက်သတ်မှတ်ပေးပါတယ်ဟုတ်ကဲ့ပြီးရင်ကျွန်တော်တို့အောက်မှာရှိတဲ့ confirm ဆိုတာကိုနှိပ်လိုက်မယ်နော်ဒီလိုပေါ်လာပြန်ကျွန်တော်တို့ allow ကိုနှိပ်ပါမယ်ဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်တို့ Meta AI ရဲ့ interface ကိုရောက်ရှိလာပါပြီဟုတ်ကဲ့ဒီနေရာမှာ animate my photo ဆိုတာရှိတယ်ဒါကတော့ကျွန်တော်တို့ပုံတွေကနေပြီးတော့ဗီဒီယိုဖြစ်ကိုပြောင်းလဲတာဖြစ်ပါတယ်ပြီးတော့ကျွန်တော် create an image ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကိုယ့်ရဲ့စိတ်ကူးတဲ့ပုံရိပ်တွေကိုစာသားနဲ့ရိုက်ပြီးတော့ကျွန်တော်ပုံအဖြစ်ဖန်တီးခိုင်းတာဖြစ်ပါတယ်ပြီးရင် learn or grow ဆိုတာရှိမယ်ဒါကတော့ဘုသူတရှာဖွေခြင်းနဲ့လေ့လာခြင်းလို့အဓိပ္ပာယ်ရပါတယ်ဒါကိုတော့ Meta AI ကိုကိုယ့်ရဲ့ကိုယ်ပိုင် tutor တယောက်လို့ကျွန်တော်တို့အသုံးချလို့ရပါတယ်ပြီးရင်ကျွန်တော်တို့ analyze for me ဆိုတာရှိတယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့အချက်အလက်တွေကိုခွဲခြမ်းစိတ်ဖြာပြီးတော့အတူချုပ်ပြီးတော့အနှစ်ချုပ်ခိုင်းလို့ရပါတယ်โอเคအဲ့တော့ animate my photo တွေကိုဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ photo library တွေကိုရောက်တော့မှာဖြစ်ပါတယ်အဲ့ဒီမှာကိုကြိုက်တဲ့ပုံတစ်ပုံကိုရွေးပြီးတော့ကျွန်တော်တို့ဒီထက်မှာထည့်လိုက်မယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ auto animate လုပ်ပေးမှာဖြစ်ပါတယ်စက္ကန့်20-30လောက်တော့ကြာပါတယ်နော်ကျွန်တော်ကတော့ကြော်လိုက်တော့မယ်ပြီးရင်တော့ဒီလိုဗီဒီယိုလေးရလာပါပြီကဲကြည့်ကြည့်လိုက်အောင်နော်ဘာ prompt မှာရေးထည့်မထားဘဲနဲ့အလိုလျောက် animate လုပ်ပေးတာပါနော် Grow AI ကကျွန်တော် image to video လဲဒီအတိုင်းပါပဲနော်ဒါပေမဲ့သူကအခု free မရတော့ပါဘူးโอเคကျွန်တော်တို့ကဒီဗီဒီယိုကိုထပ်ပြီးတော့ edit လုပ်ချင်နေဆိုရင်ဒီ pivot download လေးက edit ဆိုတာကိုနှိပ်ပြီးတော့ပြန်ခိုင်းလို့ရပါတယ်ပြီးရင်ဒီဗီဒီယိုကိုပဲနည်းနည်းလေးထပ်ပြီးတော့ share ချင်နေဆိုရင်အောက်က extend ဆိုတာကိုနှိပ်လိုက်ရုံပါပဲဒါဆိုရင်တော့သောအားထက်စာရင်တော့နည်းနည်းလေးပို့ပြီးတော့ share လာပါတယ်โอเคတော့ဒီဗီဒီယိုထဲမှာ music ကိုပါတစ်ခါလေးထည့်လို့ရပါတယ်အဲ့တော့ music ဆိုတဲ့အထက်ကိုဝင်ပြီးတော့တခြင်းတစ်ပုဒ်ကိုရွေးပြီးတော့ထည့်ကြည့်လိုက်မယ်ပြီးရင်ညာဘက်ပေါ်တာနာလေးက dance ဆိုတာကိုနှိပ်လိုက်ရုံပါပဲအဲ့ဒါဆိုရင်တော့တခြင်းလေးနဲ့တော်တော်လေးမိုက်သွားပြီโอเคပြီးတော့ဒီဗီဒီယိုမှာပဲ voice over တွေ effect တွေနောက်ထပ်ထည့်လို့ရသေးတယ်ပြီးရင်ကျွန်တော်တို့စာသားကိုပါဒီမှာတစ်ခါလေးရေးထည့်လို့ရတယ်နော် color တွေချိန်လို့ရတယ် font တွေကျွန်တော်တို့ရွေးထည့်လို့ရတယ်နော်ကျွန်တော်တို့ဒီမှာအမျိုးမျိုးစမ်းကြည့်လို့ရတယ်နော်ကဲဒီနေ့တော့ဒီလောက်ပါပဲနော်များသာ click စမ်းကြည့်ကြပါဗျာဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တစ်ခုခုအကျိုးတစ်စုံတစ်ရာရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ